ကျွန်တော်တို့ Facebook ကို update မြင်လိုက်တာနဲ့ feature လေးတစ်ခုပါလာပြီเนาะဒါကတော့တကယ်မသိသေးတဲ့သူများအတွက်ဒီမှာ update မြင်လိုက်တာနဲ့ feature အသစ်ကလေးကိုပြောပြပါမယ်ပထမဆုံး Play Store ထဲဝင်ပြီးတော့ Facebook application ကို update မြင်ပေးလိုက်ပါဒီလိုပုံစံ open ဖြစ်ရင်ရပါပြီ Facebook ကို update မြင်လိုက်ပြီဆိုတာနဲ့ Facebook ကောက်ထဲဝင်ပြမယ်ပေါ့နော် Facebook ကောက်ထဲဝင်ပြီဆိုရင်ကိုယ့်ရဲ့ profile နဲ့တစ်ချက်ဝင်ကြည့်လိုက်ဝင်ကြည့်ပြီးဆိုလို့ရှိရင်ကိုယ့်ရဲ့ Facebook ဒီ account ကိုပေါ့နော်အောက်ကို left လေးတစ်ချက်ဆွဲလိုက်ပြီဆိုလို့ရှိရင် update မြင်လိုက်တဲ့အတွက်ကြောင့်ပေါ့နော်ရထားတဲ့ like ကနည်းတော်ညာလဲကိုယ့်ကိုကြည့်ရှုတဲ့ view ပေါ့နော်264 view ဆိုပြီးတော့အဲ့လိုမျိုး view တွေကိုမြင်ရတယ်ပေါ့နော်ဒါကတော့ပြောမယ်ဆိုလို့ရှိရင် Facebook မှာ update ဖြစ်သွားတဲ့ပုံစံအသစ်ကလေးပေါ့နော်ဒါဆိုရင်31 view ပေါ့ဒီမှာဆိုလို့ရှိရင်14 view ပေါ့နော်ဒီမှာဆိုလို့ရှိရင်458 view ပေါ့ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင် like က14ပဲရှိတယ် view က458 view ဆိုတော့မနည်းဘူးပေါ့နော်အဲကိုဗီဒီယိုတင်တဲ့အချိန်မှာ like ကနည်းတော့ညာလဲ view များတယ်လူကြည့်များတယ်ဆိုတော့စိတ်ချမ်းသာစေရပေါ့နော်ဒါကတော့ Facebook မှာ update ဖြစ်သွားတာပေါ့နော်ဒါ view လေးတွေများလာပြီဆိုတာကိုဒါအလွယ်တကူ update တင်ပြီးလို့ရှိရင်ကြည့်လို့ရတယ်ဒါဆို view တွေ900ကျော်တွေပဲဗီဒီယိုပေါက်တဲ့ဗီဒီယိုဆိုရင် million အထိကျွန်တော်တို့ဖြစ်တယ်ပေါ့နော်အဲ့တော့ဒါ Facebook update ရဲ့အသစ်ကလေးပါ